ကိုဆရာနံပါတ်3ကိုပြပေးမယ်ကို3ကကြတော့ဆိုတော့ဒီလိုပဲရစ်တာတော့ဒီတိုင်းပဲသွားတယ်ဒါပေမဲ့အပေါ်မှာဒီကောင်ဖမ်းလိုက်မှာလက်ကိုဒီအောက်မှာမဖမ်းဘူးရှစ်ပြီးအပေါ်မှာဖမ်းပြီးတော့ခြေတက်ပူရဒီလက်ဝါးနှစ်ခုပူးကန်လက်ပြောင်းကန်လိုက်တာအဲ့တော့ခါကျတော့ဒီမှာဒီဘက်ကိုတစ်စောင်းကိုတက်လိုက်တက်တဲ့ခါကျဆိုတော့သူ့လက်ကိုဂျိုင်းညှက်ချလက်ကောက်ကိုပေါ်နေခောက်ချသူရစ်ပြီးတော့ဒီမှာအပေါ်မှာဒီလိုဖမ်းလိုက်ဖမ်းလိုက်ဒီဘက်ကဂျိုင်းညှက်ပြီးတော့လက်ကောက်ကိုပေါ်နေခောက်ချသူထိုးရတဲ့ဆရာတို့ဒီမှာရစ်လိုက်တယ်ရစ်တော့ဒီမှာဆရာတို့ဒီမှာပူးပြီးတော့ဒီမှာလက်ကောက်ဝယ်ဒီမှာဖမ်းလိုက်တာဖမ်းလိုက်တဲ့အခါကျတော့ဆိုတော့ဒီလက်ကောက်ဝယ်ချုံမယ်ဆိုတော့သူ့ရဲ့ရှေ့ကိုဖြတ်တက်လိုက်သူ့ကိုယ်ရဲ့ရှေ့တက်ဖြတ်ဒီမှာဂျိုင်းညှက်ချလိုက်ဂျိုင်းညှက်ချပြီးတော့ဒီမှာကိုမှကတ်ထားဖိထားဒီလက်ကောက်ဝယ်ကိုအောက်ကိုတွန်းခောက်ပြရမရစ်လိုက်တယ်ဆရာတို့အပေါ်မှာဖမ်းကန်လိုက်တယ်ပြီးတော့ရှေ့တက်ပြီးတော့ဒီမှာဂျိုင်းဒီမှာညှက်ချလိုက်တက်လားပြန်နေအောက်တွန်းခောက်လိုက်ဒီညှက်ထားတဲ့ဥစ္စာဒီခောက်တဲ့အခါမှာဟိုထိအောင်မှုရှိဖို့အတွက်ဆရာတို့ကူတာဒီညက်တာဒီကိုနဲ့ကပ်ပြီးတော့ဖိထားမှာနော်အဲ့တော့မှဒီကောင်ခောက်ချုပ်လို့ရအဲ့ဒါတတိထားနော်ရစ်တပူတက်ဂျိုင်းညက်ခောက်ဟုတ်တယ်ရစ်တပူဟုတ်တယ်ရစ်ဟုတ်တယ်ရစ်ဟုတ်တယ်ရစ်ဟုတ်တယ်ဘယ်လိုဟိုမင်းတို့3နည်းရသွားရင်ကျင်းတဲ့အခါမှာအဲ့လိုပဲပတ်လဲကျင်းသွားနော်1 2 3 3 2 1 2 3 3အဲ့လိုသွားပြန်အနုလုံးပတိလုံးကျင်းတာဒါမှဒီဥစ္စာဆွဲနေတယ်